ဆရာကိုတာကြီးရဆိုရင်ကျွန်တော်ရဲ့လက်ဦးဆရာတွေမှာတဦးပါဝင်ပါပါတယ်ခင်ဗျာအဲ့တော့ဆရာတွေ့တိုင်းလဲအမြဲတမ်းဆုံးမတယ်အမြဲတမ်းဒီလမ်းမှန်ရောက်အောင်နောက်ပြီးအနုပညာလောကဆိုတာကြတော့အမြဲတမ်းဘယ်လိုပြောမလဲစူးစမ်းနေရမှာစူးစမ်းနေပြီးကမှတဆင့်ချင်းစီပုံမှန်လေးတက်ရောက်ဖို့နဲ့တိတိကျကျကိုလှုပ်တဲ့အရာဆိုရင်လှုပ်လိုက်ပြီဆိုရင်အောင်မြင်မြင်နဲ့အကောင်းဆုံးလုံနိုင်ဖို့ဆရာအမြဲတမ်းဆုံးပါတယ်ပေါ့နော်ပိုင်သက်ကအရန်စူးစမ်းတယ်ပြီးတော့ kitchen စိတ်တွေအရန်hunger to succeed ပေါ့နော်အောင်မြင်ခြင်းတဲ့စိတ်တွေများတယ်ပေါ့နော်အဲ့ဒီအရာလဲသူ့ကိုဒါနေရာတစ်ခုရဖို့အတွက်ကိုတွန်းပို့ပေးလိုက်တာဖြစ်တယ်ပေါ့နော်ပြီးတော့သူသီးခံနိုင်စွမ်းလဲသူ့မှာရှိတယ်သူ့ကိုဘယ်လိုຢာတွေပဲလာသူသီးခံနိုင်တယ်ပြီးတော့ဆရာသမားတွေလည်းသူယိုသေးတယ်အဲ့အတွက်ဒါဒီချက်ကောင်းတဲ့နေရာတစ်ခုကိုရောက်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုအလင်းပေးမဲ့ဖျောင်းနိုင်ဇလန်တွဲမှာကျွန်တော်မိန်းကရိုက်တာအနေနဲ့ပေါ့နော်ပါဝင်မတည်ဆောင်ရတာဖြစ်ပါတယ်အရန်လေးရေခုန်ပြပါတယ်ခင်ဗျာရွေးချယ်ပေးတဲ့brand new ရှင်ထုတ်လို့ရဲ့မဟာမျိုးဖဲစားတယ်နဲ့ဆရာဦးသိန်းခဏကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရှေ့မှာဆိုရင်လည်းဇော်မင်းတင်နဲ့ပရိသတ်ကလက်ခံပြီးတော့အားပေးကြတယ်အခုနောက်ထပ်ဇက်ကောင်တစ်ခုကလည်းစိန်ခေါ်မှုအကြီးဖြစ်နေပါတယ်ခင်ဗျာအဲ့ဒီဇက်ကောင်လည်းပရိသတ်ရင်ဘတ်ထဲရောက်အောင်ကျွန်တော်ဘိုင်းတဲ့ဘယ်လိုစူးစမ်းပြီးတော့ပုံပေါ်သွားမလဲဆိုတာကိုလည်းစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာဒီနေ့ကတော့ဒီဇက်ကားကိုဇလန်တော်လေးစရမယ်ဆိုတော့မက်လာမျိုးကကျွန်တော်ပေါ့နော်ဇက်ကောင်တနေရာမှာပါပြီးတရုပ်ဆောင်ပေးလို့ဒါပြောတယ်ခင်ဗျဒါပေမဲ့ကျွန်တော်မက်လာမျိုးတောင်းတောင်းမမှန်နဲ့ညင်းထားတာပေါ့နော်ဘာကြောင့်ဆိုတော့ကျွန်တော်အဲ့လိုဇလန်တွဲတွေမှာမရိုက်တတ်ဘူးတရုပ်မဆောင်တတ်ဘူးပေါ့နော်vlog လေးတွေကတော့ရိုက်တတ်တာပေါ့ဒါပေမဲ့vlog ရိုက်တာထက်ဒီဇလန်တွဲကျတော့အရန်ကိုကွာတယ်လေတရုပ်ဆောင်နဲ့ပညာလဲကိုမတက်တဲ့အတွက်ကြောင့်မလို့ဒါညင်းထားပါတယ်မရိုက်ပါဘူးခင်ဗျဒါပေမဲ့ဒီပွဲကိုဘာလို့တက်ဖြစ်လဲဆိုတော့မက်လာမျိုးရဲ့ငယ်ဘဝကိုကျွန်တော်ကမိတ်ကပ်လိမ့်ပြီးတော့မှဒါပံ့ပိုးပေးမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့လဲမက်လာမျိုးကျွန်တော်မိတ်ကပ်လိမ့်ပေးထားတယ်သူ့ရဲ့ငယ်ဘဝလေးပေါ့နော်အပြိုအရွယ်လေး25 26အရွယ်လေးမှာဖြစ်မဲ့အလှတရားတွေကိုပုံဖော်ပေးမဲ့မိတ်ကပ်ပညာရှင်တယောက်အနေနဲ့ကျွန်တော်ဒီနေ့ပွဲလေးကိုလာပြီးတော့ကြော့ပွဲလေးကိုလာပြီးတော့တက်ရောက်တာဖြစ်ပါတယ်ခင်ဗျပြီးတော့ဒီဇက်ကားရိုက်နေတဲ့တောက်လျှောက်မှာကျွန်တော်တို့ကိုသားကြီးစတူဒီယိုကနေပြီးတော့မှဒီနောက်ကနေပေါ့နော် share ပေါ့နော် back making video တွေကိုရိုက်ကူးပြီးတော့မှတ်တမ်းတင်ပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပိုင်သက်ကိုတော့အကြံဉာဏ်ပေးထားတယ်ပေါ့နော်ဒီဇက်ကားမှာသူ့ရဲ့ဇက်ကောင်စရိုက်ကသူ့အတွက်စိန်ခေါ်မှုဖြစ်တယ်ပြီးတော့အရန် heavy ဖြစ်တယ်ဒီဇက်ကားရဲ့ဒါဘယ်လိုပြောရမလဲ main character နေရာမျိုးမှာသူပါဝင်နေတာဖြစ်တဲ့အတွက်သရုပ်ဆောင်ကောင်းဖို့လည်းကျွန်တော်တို့ဒါတတ်နိုင်တဲ့လောက်လေးသူ့ကိုပြောပြတာပေါ့သရုပ်ဆောင်ကောင်းအောင်လုပ်ပြီးလို့ရှိရင်လုံးဝလူတွေမထင်မှတ်ထားတဲ့ပေးဆက်မှုမျိုးတွေနဲ့ပြည်သက်ကိုပေးဆက်ပါလို့တော့ကျွန်တော်ပြောပြထားပါတယ်ပိုင်သက်ကအရန်စူးစမ်းတယ်ပြီးတော့ kitchen စိတ်တွေအရန်hunger to succeed ပေါ့နော်အောင်မြင်ခြင်းတဲ့စိတ်တွေများတယ်ပေါ့နော်အဲ့ဒီအရာလဲသူ့ကိုဒါနေရာတစ်ခုရဖို့အတွက်ကိုတွန်းပို့ပေးလိုက်တာဖြစ်တယ်ပေါ့နော်ပြီးတော့သူသီးခံနိုင်စွမ်းလဲသူ့မှာရှိတယ်သူ့ကိုဘယ်လိုຢာတွေပဲလာသူသီးခံနိုင်တယ်ပြီးတော့ဆရာသမားတွေလည်းသူယိုသေးတယ်အဲ့အတွက်ဒါဒီချက်ကောင်းတဲ့နေရာတစ်ခုကိုရောက်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျဟုတ်ကဲ့နားထောင်ဖြစ်ပါတယ်ဆရာကိုတာကြီးရဆိုရင်ကျွန်တော်ရဲ့လက်ဦးဆရာတွေမှာတဦးပါဝင်ပါပါတယ်ခင်ဗျာအဲ့တော့ဆရာတွေ့တိုင်းလဲအမြဲတမ်းဆုံးမတယ်အမြဲတမ်းဒီလမ်းမှန်ရောက်အောင်နောက်ပြီးအနုပညာလောကဆိုတာကြတော့အမြဲတမ်းဘယ်လိုပြောမလဲစူးစမ်းနေရမှာစူးစမ်းနေပြီးကမှတဆင့်ချင်းစီပုံမှန်လေးတက်ရောက်ဖို့နဲ့တိတိကျကျကိုလှုပ်တဲ့အရာဆိုရင်လှုပ်လိုက်ပြီဆိုရင်အောင်မြင်မြင်နဲ့အကောင်းဆုံးလုံနိုင်ဖို့ဆရာအများနဲ့ဆုံးပါတယ်ပေါ့နော်ဆုံးမရတော့အခုဇက်ကောင်လေးကိုဆိုရင်လည်းဆရာဒီလိုဇက်ကောင်လေးရတယ်လမ်းတိုင်မြင်ဖြစ်ပါတယ်တိုင်မြင်တဲ့အခါမှာဆရာကဘယ်လိုလေးလုံတော့အကောင်းဆုံးလုပ်ဖို့အတွက်လည်းအကြံဉာဏ်တွေပေးပါတယ်ခင်ဗျာကျွန်တော်လည်းအကောင်းဆုံးပြဆက်နေပါပါဘယ်လိုပြောရမလဲကျွန်တော်ကလေအနုပညာကိုချစ်တယ်အနုပညာဝါသနာပါလားဆိုတော့ဝါသနာပါဒါပေမဲ့ကိုမလုတ်တတ်ဘူးမလုတ်တတ်တဲ့အနုပညာကိုချစ်တယ်ချစ်တဲ့အနုပညာကိုဝါသနာပါတဲ့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ကျွန်တော်စီကိုရောက်လာတယ်ကျွန်တော်ယုံကြည်ပြီးတော့ကိုသားကြီးရေးဆိုတာနဲ့ကျွန်တော်ကတော့ဘယ်သူ့ကိုမဆိုပေါ့နော်လက်တွဲပြီးတော့မှဒါအမြဲတမ်းပံ့ပိုးပြီးတော့ကူညီပေးဖြစ်ပါတယ်ခင်ဗျာပိုင်းသေးရဲ့ရှေ့မှာလည်းတခြားသောအမှုပညာရှင်တွေအများကြီးကိုလည်းကျွန်တော်ဘယ်လိုပြောရမလဲကူညီပြီးတော့လှုပ်ဆောင်ပေးခဲ့တာတွေလည်းမှတ်တိုင်တွေအများကြီးရှိခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်မလို့လဲကိုယ်ယုံကြည်ပေးတဲ့သူမှန်သမျှကိုတော့ကျွန်တော်တတ်နိုင်တဲ့လောက်အကုန်လုံးကျွန်တော်ရဲ့ဘယ်လိုပြောရမလဲကိုယ်စမ်းဉာဏ်စွမ်းရှိတဲ့လောက်အမြဲတမ်းကူညီပေးဖြစ်ပါတယ်ခင်ဗျာဒါကအမှုပညာနဲ့ပတ်သက်မှမဟုတ်ပါဘူးကျွန်တော်ရဲ့စိတ်ထားကိုကကိုယ့်ရဲ့ကူညီမှုတစ်ခုကြောင့်သူတစ်ပါးအကျိုးရှိသွားမယ်ဆိုလို့ရှိရင်ရေကုန်ရေကမ်းပေါ့နော်ကိုယ့်ရဲ့အကျိုးကိုမရှိဘဲနဲ့အမြဲတမ်းကူညီပေးဖြစ်တာတော့ကျွန်တော်ရဲ့ဒါစိတ်ထားလေးတစ်ခုပါပဲခင်ဗျဒီဇက်လန်တွဲမှာပါဝင်ရတော့မယ်ဆိုတော့အရန်ပျော်တာပေါ့နော်ဘာလို့လဲဆိုရင်လုံးဝထင်မှတ်မထားတဲ့ကိုအရန်ကြိုက်နေတတ်တဲ့ဇက်ကောင်တွေတစ်ခုပေါ့နော်အဲ့ဒီအရာကိုလာပြီးပြောတဲ့အခါမှာအရန်လေးရင်ခုန်တယ်အရန်လေးစိတ်လှုပ်ရှားတယ်ဟုတ်ကောဟုတ်ရဲ့လားဘာလို့လဲဆိုရင်ကိုကအခုမှတက်သစ္စာလူငယ်တယောက်
အများကြီးလည်းစူးစမ်းဖို့ရှိသေးတယ်လိုသေးတယ်ဒါပေမဲ့ကိုတိုင်းလည်းအများကြီးစူးစမ်းပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်နေတယ်အဲ့ဒီအချိန်မှာအခုဟို main character အနေနဲ့ကိုရုံကြည်ကြည်နဲ့ဟိုကန်းလန်းတဲ့အခါမှာယုံတော့မယုံနိုင်ဘူးအခုလာတဲ့အထိကားပေါ်မှာလည်းကုန်ပေါက်နေတာပဲကုန်ပေါက်နေတဲ့အပြင်ဟုတ်ကောဟုတ်ရဲ့လားငါဒီနေ့သွားမယ်ကတော့ဘယ်အော်ဟုတ်ပါတယ်အဲ့လိုတော်တော်မှပျော်လဲပျော်တယ်ထင်လဲမထင်မှတ်ထားဘူးနောက်ထပ်တစ်ခုကဒီဇက်ကောင်လေးကဒီတကားလုံးမှာဆိုရင်လည်းကျွန်တော်အများကြီးစူးစမ်းရမယ့်နေရာတွေအားလုံးကတော့စူးစမ်းရမယ့်နေရာတွေအများကြီးပါပဲအကုန်လုံးကလည်းစုပေါင်းနဲ့လောက်ရမယ်ဒါပေမဲ့ကျွန်တော်အတွက်ဆိုရင်လည်းအများကြီးဟို challenge တွေဖြစ်မဲ့အရာတွေလည်းအများကြီးရှိပါတယ်အဲ့ဒီတော့ကျွန်တော်ဘယ်လိုပုံဖော်ရမလဲအခုချိန်ကြီးလည်းတွေးနေတော့မယ်အဲ့တော့ဘာတွေဖြစ်လာမလဲလဲစောင့်ကြည့်ပေးပါဦးခင်ဗျာဟုတ်